အားလုံးပဲမင်္ဂလာပါရှင်ညီမကတော့ခဏလေး10မိနစ်ဆံပြုတ်ကမက်ဤစင်ဝင်ဖို့ပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျမအိမ်နဲ့ပတ်သက်ပြီးတော့အမေးဖြေလေးတွေကိုဒေါက်တာကီစလင်နဲ့အတူမေးပြသွားမှာပဲဖြစ်ပါတယ်ဒေါက်တာမင်္ဂလာပါရှင်မင်္ဂလာပါညီမလေးညီမအနေနဲ့ပထမဦးဆုံးမေးချင်တဲ့မေးခွန်းလေးကတော့ရာသီအကူးပြောင်းမှာပေါ့နော်အေးမိတာကြီးမဖြစ်အောင်ဘယ်လိုမျိုးပြုလုပ်တင်လဲရှင်ဒီလိုရာသီဥတုအကူပြောင်းနေမှာအေးမိတုပ်ကွေးပေါ့နော်ဖြစ်တဲ့ကြတယ်အဲ့တော့ဒီလိုမျိုးတုပ်ကွေးတွေမဖြစ်အောင်ဆိုအရေးကြီးဆုံးကတော့ကာကွယ်ရမယ်ပေါ့ရာသီလိုက်တုပ်ကွေးကာကွယ်ဆေးတွေထွက်တယ်အဲ့ဒီတုပ်ကွေးကာကွယ်ဆေးတွေကိုဆိုလို့ရှိရင်အမြဲထိုးထားရမယ်ပေါ့ဘယ်လိုလူတွေမှာထိုးတဲ့နာလဲဆိုလို့ရှိရင်တော့ကလေးငယ်တွေရဲ့နာတာရှည်ယောဂအခန့်ရှိတဲ့တက်ကြီးရွယ်ဦးတွေမှာဆိုလို့ရှိရင်သူ့ရာသီအလိုက်တုပ်ကွေးကာကွယ်ဆေးတွေကိုထိုးထားတဲ့နဲ့အဲ့တော့မဖြစ်ချင်ဘူးဆိုလို့ရှိရင်တော့လူထူထပ်တဲ့နေရာတွေကိုရှောင်ရမယ်အပြင်သွားခဲ့တယ်ဆိုလို့ရှိရင် mask တက်သွားရမယ်လက်တေချာဆေးမယ်ပေါ့အဲ့တော့စားတာအနေနဲ့ကတော့ antioxidant တွေကျွဲဝတဲ့အသီးနှံတွေအသီးရွက်တွေကိုများများစားပေးရမယ်နောက်တစ်ခုကတော့ယောဂဝင်လာခဲ့လို့ရှိရင်တိုက်ထုတ်ဖို့အတွက်အားရှိဖို့အတွက်အသားတက် protein တက်လေးတွေကိုလည်းတေတေချာချာစားပေးရမယ်တကယ်လို့ကိုကကာကွယ်လိုက်ပေမဲ့မကာကွယ်လိုက်နိုင်ဘူးပေါ့နော်တကယ်လို့ဒီကိုမှဖြစ်လာပြီဆိုလို့ရှိရင်ရောအများဆုံးသက်သာအောင်ဘယ်လိုမျိုးပြုလုပ်ရမလဲရှင်အမြန်ဆုံးတက်တာအောင်နီလန်းအနေနဲ့ဆိုလို့ရှိရင်တော့အရေးကြီးဆုံးကတော့အစားရမယ်ပေါ့အဲ့တော့နေမကောင်းမှုဆိုလို့ရှိရင် green ပြတ်တယ်ဒါပေမဲ့ဘာမှမစားဘူးဆိုလို့ရှိရင်ဒီယောဂါကိုတိုက်ထုတ်ဖို့အားမရှိဘူးအဲ့တော့အမြဲပြောနေတယ်လို့ပဲကစီဓာတ်အဆီဓာတ်အသားဓာတ်ဒါတွေကိုပါဝင်အောင်စားရမယ်ပြီးတော့အမြင့်ဓာတ်တက်တုဓာတ်ဗိုက်တာမင်ဓာတ်တွေကျွဲဝတဲ့အသီးနှံတွေကိုစားရမယ်ပေါ့နော်နောက်တစ်ခုကတော့အေးဝဝအိပ်ရမယ်အေးဝအိပ်ခြင်းအပြင်လဲကိုယ်ခံအားစနစ်ကိုမြင့်တင်ပေးတဲ့အတွက်ကြောင့်မလို့အမြန်ဆုံးကျန်းမာလာနိုင်တယ်။နောက်ထပ်ကတော့ရေဓာတ်ပြည့်ဝဖို့လိုအပ်တယ်ပေါ့။ဖျားတဲ့လူတွေမှာအေးမိတဲ့လူတွေမှာဆိုလို့ရှိရင်ရေဓာတ်ခံချောက်တယ်။အဲ့တော့ရေဓာတ်ပြည့်ဝဖို့အတွက်ရေဒါမှမဟုတ်လို့ရှိရင်တက်စားပေါ့နော်။ဒါမျိုးလေးတွေကိုလည်းတောက်ပေးရဲဆိုရင်အမြန်ဆုံးဒီကောင်းကျန်းမာလာမယ်လို့ထင်ပါတယ်။ဟုတ်ကဲ့ပါဟုတ်ကဲ့။ဒါလို့ကိုကနေမကောင်းဖြစ်တဲ့အခါဖျားနာနေတဲ့အခါပေါ့နော်ဘလို့အစားတောက်လေးစားပေးတင်ပါတယ်ရှင်။နေမကောင်းဖြစ်တယ်ဆိုလို့ရှိရင်အားရှိမဲ့အစားအစာပေါ့ဒါပေမဲ့အားရှိရဲ့အစားအစာကလည်းကိုယ့်အတွက်ကိုပျော့ပျော့ပြောင်းပြောင်းပူနွေ့နွေ့အစားအစာလေးတွေဖြစ်တဲ့ဆိုကိုကောင်းနေပေါ့ဥပမာအဖြစ်ဆိုလို့ရှိရင်မြူဆွမ်းခောက်ဆွဲလိုမျိုးဟာပြီးတော့စီချက်ခောက်ဆွဲပျော့ပျော့ပြုတ်စားတာမျိုးပေါ့ပြီးတော့ချက်သားဆန်ပြုတ်လေးကြိုစားတာမျိုးပေါ့ဒါမျိုးလေးဆိုလို့ရှိရင်တော့ပူနွေ့နွေ့ပျော့ပျော့ပြောင်းနဲ့ပမာဏလေးနဲ့ခဏစားပြည့်ရဲဆိုလို့ရှိရင်အာဟာရတွေလည်းအများကြီးရမှာပေါ့နော်ဒီမကောင်းဖျားနာနေတဲ့သူဘာဖြစ်လို့ဒီလိုပူနွေးပြီးပျော့ပြောင်းတဲ့အစားအသောက်တွေကိုစားဖို့အတွက်ကိုကြံပေးရလဲရှင်ဒီမကောင်းမှုဆိုလို့ရှိရင်ဒီအစာချေဖြတ်တဲ့စနစ်ကလည်းအနာပေးဖို့လည်းလိုတယ်ပေါ့အဲ့ဒါခါကျပျော့ပြောင်းလေးတွေစားရဲဆိုလို့ရှိရင်အစာချေစနစ်ကိုလည်းအနာပေးပြီးသားဖြစ်တယ်အဲ့ဒါခါကျတော့ပို့ပြီးတော့နလန်မြန်ပြန်ထားဖို့အတွက်အထောက်အကူပြုတယ်လို့အမဘက်ကတော့အများရန်ဒီလိုမျိုးပျော့ပြောင်းတဲ့အစာလေးကိုစားကြည့်ပါပေါ့နော်ဒီလိုမျိုးလေးအကြံဖြစ်တာပါโอเคနောက်ထပ်မေးချင်တာကတော့နေမကောင်းတဲ့အခါဒီဆံမြုပ်တောက်ခြင်းရပါတော့ခန္ဓာကိုယ်ဘလို့ထောက်ပံ့ပေးပါတယ်လဲရှင်ဆံပြုတ်ကဆိုလို့ရှိရင်ဆံကိုနူးဤနေအောင်ချိုးချက်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါပူပူနွေ့နွေ့ပြုတ်ပြောင်းအစားပေါ့နော်အစာကြည်လွယ်မယ်ပြီးတော့ဆံပြုတ်ထဲဟိုမှာနို့တို့အသားတို့ကြက်ဥတို့ဒါမျိုးတွေထည့်စားရဲဆိုလို့ရှိရင်လေကစီဓာတ်အသားဓာတ်အဆီဓာတ်နဲ့ပြည့်ဝတဲ့ဒါစားစရာတစ်ခုအနေနဲ့စားသုံးလို့ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါခန္ဓာကိုယ်အတွက်ကောင်းတယ်ပေါ့နလန်နဲ့မြန်ပေါ့ထနိုင်တယ်ပေါ့နော်ဆံမြုပ်ကိုဘယ်လိုပုံစံမျိုးလေးတွေပေါ့နော်ဟိုဟာတခြားထည့်ကျင်တာလေးပေါ့အဲ့လိုမျိုးဖြည့်ဆွက်ပြီးစားမယ်ဆိုရင်ဘလို့ဒီနံလေးထည့်စားရင်ပိုကောင်းမလဲရှင်ဟုတ်ပြီဆံပြုတ်ကဆိုလို့ရှိရင်ဒါဆံကိုပဲပြုတ်ထားတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ modify ပေါ့ထည့်စနာလေးထည့်လို့ရတယ်ဘယ်လိုဟာလေးထည့်မလဲဆိုလို့ရှိရင်ချက်သားစင်ကောထည့်တာမျိုးလုပ်လို့ရမယ်ဒါမှမဟုတ်ငဖယ်လေးတွေထည့်စားမလားပေါ့ပြီးတော့ကြက်ဥဖောက်ထည့်မလားပေါ့နော်ဒါဆိုလို့ရှိရင်ဒါအသားဓာတ်လေးပါသွားမယ်တကယ်လို့အသားလုံးဝမစားတဲ့သူတွေမှာဆိုလို့ရှိရင်လည်းပဲပေါ့နော်ပဲကတိပါတို့ပြီးတဲ့ခါကျတော့ကြက်နဲ့ပဲတွေစတော်ပဲတို့ပါတို့လည်းတေချာနူးဤနေအောင်ကြိုပြီးတဲ့ခါကျဆံပြုတ်ထဲမှာထည့်လို့ရတယ်ပြီးတော့အသီးနှံလေးအသီးရွက်လေးတွေပေါ့နော်ခါချက်ဥတို့စားချက်ဆိုဖြစ်အောင်လို့ဒါမျိုးလေးတွေထည့်ပေးရဲဆိုလို့ရှိရင်လည်းအမြင့်တက်လေးလည်းရမယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကတော့ပို့ပြီးတော့ energy ပေါ့နော်စွမ်းအင်ရရှိတာပို့ပြီးတိတ်တီးအောင်ဆိုလို့ရှိရင်တော့တန်လွင်စီပေါ့နော်ပြီးတော့ခါကျတော့ပဲစီတန်ပေါ့ဒါမျိုးလေးတွေကိုလည်းထမင်းစားစုံတစ်စုံလောက်ထည့်ပေးရဲဆိုလို့ရှိရင်ပို့ပြီးတော့ energy ပို့ရမယ်ပေါ့အာဟာရတွေပို့ဖြစ်မယ်ပေါ့နော်ညီမလေးကျွန်မပြောလို့စားကျင်ပါအစမျိုးโอเคနောက်ထပ်မေးခွန်းလေးကတော့ဒီပြင်ပဒဏ်ရာတွေဖိတိုက်ဒဏ်ရာတွေပေါ့နော်လူမျိုးတွေအများဆုံးတက်တာအောင်ဆိုလို့ရှိရင်ဒီ
စံပြုတ်တောက်တာဘယ်လိုမျိုးခန္ဓာကိုယ်ထောက်ပံ့ပေးရပါလဲရှင်အဓိကကတော့ပြင်ပဒဏ်ရာပေါ့အမတို့အနာတစ်ခုခုဖြစ်လိုက်တယ်ဆိုလို့ရှိရင်ဒီအနာကျက်ဖို့အတွက်ကိုအသားတက်ကတော့တိတိကျကျလိုအပ်တယ်အဲ့တော့စံပြုတ်ကခုနပြောသလိုပဲကိုကချက်ချက်ပြီးစားလို့ရတဲ့ဟာတွေပေါ့နော်အဲ့တော့စံပြုတ်နဲ့နို့စံပြုတ်လောက်စားမလားစက်သားစံပြုတ်လောက်စားမလားပြီးတော့ကြက်ဥတွေပါတွေထည့်မလားပေါ့အဲ့ဒါဆိုလို့ရှိရင်အသားတက်များများဝင်သွားမယ်အသားတက်များများဝင်သွားရဲဆိုရင်အနာကျက်မြန်ပဲပေါ့နောက်တစ်ခုလိုအပ်တာကတော့ vitamin C ပေါ့နော် vitamin C တွေ့သွားတဲ့အသီးရွက်အသီးနှံတွေစားပြည့်ရဆိုလို့ရှိရင်လည်းဒီလိုပြင်ပဒဏ်ရာတွေကိုမြန်အနာပြန်ကျက်စီမယ်ပေါ့နော်ဒီလူတချို့ပေါ့နော်သူတို့ကဒီမကောင်းတဲ့အချိန်ဆိုလို့ရှိရင်စံပြုတ်တောက်တာကိုကြိုက်ကြတယ်သူတို့ကျတော့ဘလို့ဘာကြောင့်ကြိုက်တာပါလဲရှင်တော်တော်များများစံပြုတ်ကိုမကြိုက်ကြဘူးဆိုဟုတ်ကဲ့ဘလို့လဲဆိုတော့စံပြုတ်ကဒီစံတစ်ခုတည်းကိုပဲကြိုးချက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါရိုးရှင်းတယ်ပေါ့နော်ကျန်တဲ့ဟာတွေမပါဘူးအဲ့အတွက်ကြောင့်မလို့ရိုးရှင်းတယ်ပြီးတဲ့ဟာကျတော့အရေးလဲပါတဲ့အတွက်ကြောင့်မလို့အရေးတက်လဲစံပြုတ်ကနေရမယ်ပြီးတော့ခုနပြောသလိုပဲအကုန်လုံးပေါင်းထည့်လို့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်အသားတက်လဲကိုလိုအပ်တဲ့လောက်ကိုဖန်တီးယူလို့ရတယ်အစီတက်ကိုလည်းဖန်တီးယူလို့ရတယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့စံပြုတ်ကိုဒီနေမကောင်းတဲ့လူတွေကလည်းတောက်ကြတာဖြစ်ပါတယ်ဟုတ်စံပြုတ်ကဒီပုံမှန်ပေါ့နော်ပုံမှန်နေ့စဉ်မှာမနက်စာအဖြစ်ရောအမြဲတမ်းသုံးပြလို့ရလားရှင်မနက်စာအဖြစ်လဲသုံးလို့ရတာပေါ့နော်အဓိကကတော့ကျွတ်ချက်ထားတဲ့စံပြုတ်ကိုဆိုလို့ရှိရင်ကိုလိုအပ်တယ်လို့လေးပြင်စားမယ်ဆိုလို့ရှိရင်ပူပူနွေ့နွေ့ပေါ့နော်နဲ့အစီတက်အသားတက်အစီတက်အကုန်ရသွားတယ်ဆိုလို့ရှိရင်တရက်တာအတွက်လိုအပ်တဲ့စွမ်းရည်ကိုအတင်တင်ရတယ်အဲ့အတွက်ကြောင့်မလို့အာယုံစုဆိုင်မှုတွေလည်းအားကောင်းစေတယ်ပေါ့နော်အဲ့တော့မနက်စာမှာလည်းကစီတက်လေးပအောင်စားတာကတော့လူတိုင်းအတွက်တင့်တော်တဲ့မနက်စာတစ်ခွက်ဖြစ်တာလို့ပါနော်မကောင်းတဲ့အချိန်မှမဟုတ်ဘဲနဲ့ပုံမှန်ပဲအချိန်ဖြစ်ဖြစ်တောက်သုံးလို့ရလားရှင်စံပြုတ်ကနေမကောင်းတဲ့လူမှမဟုတ်ပါဘူးကျန်တဲ့ပုံမှန်လူတွေလည်းစံပြုတ်ကိုကြိုက်တယ်ဆိုလို့ရှိရင်တောက်လို့ရတယ်ပေါ့နော်အဓိကကတော့စံပြုတ်ကိုစပြီးတော့နှစ်ခြိုက်တမျိုးတည်းတောက်တဲ့လူတွေကတော့တရုတ်လူမျိုးတွေပဲပေါ့နော်အဲ့တော့တရုတ်လူမျိုးတွေကဆိုလို့ရှိရင်သူကပုံမှန်မနက်စာဆိုလို့ရှိရင်လည်းစံပြုတ်ကိုနှစ်ခြိုက်တောက်ကြတယ်ညစာလူမျိုးမှဆိုလို့ရှိရင်လည်းတကယ် heavy meal ပေါ့ထမင်းတွေအများကြီးမစားချင်ဘူးဆိုလို့ရှိရင်လည်းစံပြုတ်ကိုပေါ့နော်အသားလေးနဲ့စားတာမျိုးတောက်တာမျိုးလေးတွေလုပ်ကြတယ်ပေါ့နော်အဲ့တော့နေမကောင်းမဲနဲ့ပုံမှန်လူတွေမှာလည်းစံပြုတ်ကိုတောက်လို့ရပါတယ်ဟုတ်ကဲ့နောက်ထပ်မေးခွန်းလေးကတော့ဒီအိမ်ရှင်မတွေအတွက်ပေါ့နော်အိမ်ရှင်မမမေတွေအတွက်အခုခေတ်ကာလမှာပေါ့နော်ကုန်စည်နှုန်းကြီးတာရောဒီကျန်းမာရေးနဲ့ညီညွတ်ဖို့အတွက်ကိုထိန်းဖို့ဆိုရင်ဘယ်လိုအရာတွေဦးစားပေးလုပ်သင့်လဲရှင်အဓိကကတော့ဒီကုန်စည်နှုန်းတွေကကြီးတယ်ပေါ့ကြီးတဲ့အတွက်ကြောင့်မလို့အိမ်ရှင်မတွေအနေနဲ့ကလည်းဒါမိသားစုတွေကိုကစီတက်အသားတက်အစီတက်ကိုပြည့်ဝအောင်ဒါကျွေးတင်တယ်ပေါ့အဲ့တော့ကစီတက်ကတော့ထားပါတော့ထမင်းကိုတော့ဒါကိုရီစားကြတယ်အသားတက်မှာဆိုလို့ရှိရင်အသားကြီးငါးကြီးတွေပေါ့စက်သားဝက်သားငါးပြီးတော့အမဲသားစိတ်သားပေါ့နော်ဒါမျိုးတွေကိုအမြဲတမ်းမစားဘူးပေါ့နော်ဒါတွေကကုန်စည်နှုန်းရမ်းကြီးနေရဆိုလို့ရှိရင်ပဲလိုမျိုးຢာတွေကဆိုလို့ရှိရင်အသားတက်လည်းရတယ်ကစီတက်လည်းရတယ်ပေါ့အဲ့တော့ပဲကတိပါပြီးတော့စတော်ပဲမြေပဲပေါ့နော်ဒီလိုမျိုးပဲမျိုးပြီးတော့ဟာကြပဲပြပေါ့နော်ဒါလေးတွေကိုဆိုလို့ရှိရင်လည်းကိုစားတဲ့ဟင်းအနက်တိုင်းမှာဆိုအောင်ချက်တယ်ဆိုလို့ရှိရင်ကုန်ကြစိတ်လေးလည်းသက်သာမယ်ပြီးတော့စီတက်ကောတားတက်ကောရမယ်ပေါ့နော်ဒီလိုမျိုးလေးတင်စင်တင်ပါတယ်အဲ့ဒါဆိုအိမ်ရှင်မတွေအနေနဲ့ပေါ့နော်ကိုယ့်ရဲ့မိသားစုမှာအစားအသောက်ကိုအာဟာရပြည့်ဝအောင်ဖန်တီးဖို့ဆိုလို့ရှိရင်ဘာလိုမျိုးတွေပြင်တင်ပါတယ်လဲရှင်အဓိကကတော့အင်ရှင်မတွေကတရက်ဘာချက်ရမလဲဆိုပြီးတော့သူတို့အရင်အုံနောက်6တယ်ပေါ့နော်အဲ့တော့တပတ်စာဒီနေ့ကတော့ဘာမင်းမျိုးလေးချက်မယ်ဘာစားကြလေးချက်မယ်ပေါ့နော်အဲ့တော့တပတ်စာကိုစိတ်ရင်းလေးလုပ်ထားတာပိုကောင်းပါတယ်ပြီးတော့ဟာကြဒီစိတ်ရင်းနဲ့အညီပေါ့နော်တပတ်လုံးစာကိုဈေးဝယ်ထားမယ်ပြီးတော့တရက်စာတရက်ကိုခွဲပြီးတဲ့ဟာကြတော့ရေခဲတက်တာထဲမှာထည့်ထားမယ်ပြင်ဆင်ထားမယ်ဒါမျိုးဆိုလို့ရှိရင်အချိန်ကုန်လဲတက်တာမယ်ပြီးတော့ဟာကြ food wasting ပေါ့အများကြီးပိုတာမျိုးတွေလည်းမဖြစ်အောင်လို့စီမံခန့်ခွဲနိုင်မှာဖြစ်ပါတယ်နောက်ဆုံးမိကွန်းလေးကတော့ဒီမိသားစုထဲမှာပေါ့နော်ကျမရေးစောင့်ရှောက်မှုလိုအပ်နေတဲ့သူတွေဒီလိုမျိုးတွေကိုဘယ်လိုမျိုးအထူးစောင့်ရှောက်တင်ပါတယ်လဲရှင်အဓိကကတော့ပုံမှန်ဒီမိသားစုအတွက်ချက်တယ်ဆိုလို့ရှိရင်အများကြီးချက်ရတယ်ပေါ့ဒါပေမဲ့အဓိကspecial treatment ပေါ့နော်ဒီလိုမျိုးလိုတဲ့လူတွေကတော့ကလေးလေးတွေပေါ့နော်6လစပြီးတော့ဖြစ်ဆက်စားကျွေးမဲ့ကလေးတွေဆိုလို့ရှိရင်လည်းလူကြီးစားတဲ့အစာကိုကျွေးလို့မရဘူးအဲ့တော့ကလေးလေးတွေပြီးတဲ့ဟာကျတော့နရရှည်ယောဂအဓိကကတော့စီးချိုယောဂဝေနာတယ်တွေပေါ့နော်သူတို့ဆိုလို့ရှိရင်လည်းအရန်ကိုချိုတဲ့အစားအစာတွေကျွေးတာမျိုးတွေလုပ်လို့မရဘူးပေါ့ပြီးတော့အစားတေချာမမျိုးနိုင်နဲ့လေဖြန်းနေတဲ့လူတွေမှာဆိုလို့ရှိရင်လည်းအစားပြုတ်ကိုချက်ကျွေးရမယ်ပေါ့နော်ဒါမျိုးလေးတွေကိုဂရုပြုပြီးတဲ့ဟာကြတော့ကလေးငယ်တွေလူကြီးတွေအတွက်ကိုအင်ရှင်မတွေအတွက်တိတိကျကျဂရုတစိုက်ချက်ပြုတ်ကျွေးမှုတင်ပါတယ်ဟု
ကဲ့ ကဲမိကုန်းဒီကောက်လုံးဖြည့်ပေးထားတဲ့အတွက်ကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ကျေးဇူးပါညီမလေး ။နဲ့မိမိတို့အိမ်မှာအစားအသောက်ကိုဘယ်လိုအာဟာရရှိအောင်လွယ်ကူစွာပြုလုပ်အောင်မလဲဆိုတာလေးကိုလည်းသိရှိသွားမယ်လို့မျှော်လင့်မိပါတယ်။တိကျပေးတဲ့တယောက်ချင်းစီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ရှင်။